Hello မိတ်ဆွေများမင်္ဂလာပါဒီမှာနော်ဒါကကြပါလဲပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံမဲဆောက်မြို့ပေါ့နော်ဒီမဲဆောက်မြို့ကနေပြီးတော့ညမတယောက်ပေါ့နော်သူကနေပြီးတော့သူကဒီရွာဘက်မှာနေရတယ်လေသူမှလိပ်စာကမရှိဘူးပြောတယ်ပေါ့နော်လိပ်စာမရှိတော့သူကစီးပွားရေးကိုစူးစမ်းကျင်တယ်ကျွန်တော်နဲ့ပေါ့နော်အတူတူလက်တွဲပြီးတော့လုပ်ကင်ကျင်တယ်အဲ့ဆိုတဲ့အခါကျွန်တော်ဒီလိပ်စာနဲ့ကျွန်တော်ပေါ့နော်ဒီလိုကိုမှာပေးလိုက်တယ်ပြီးရင်ဒါကျွန်တော်တွားပို့ရမယ်ပစ္စည်းပေါ့နော်ဒါသူစီကိုဒီတကယ်စူးစမ်းခြင်းတဲ့သူတွေအတွက်ပေါ့နော်မဲဆောက်မှာနေပေါ့နော်ဗမာပဲနေကိုကတကယ်ကိုယ်တိုင်ကိုကြစူးစမ်းခြင်းတဲ့ဆိုတော့စူးစမ်းခြင်းတဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ကကူညီပေးတယ်ဘယ်မှာဖြစ်ပေါ့နော်ကိုယ်တိုင်ကလိပ်စာမရှိဘူးကိုမှဒီပစ္စည်းယူလို့အဆင်မပြေဘူးပေါ့နော်ဒလေမရှိတဲ့နေရာတွေဆိုလို့ရှိရင်ကျွန်တော်ကယူပေးတယ်ပြီးရင်ပြန်လဲပြီးတော့ပို့ဆောင်ပေးတယ်ဒါကြောင့်ပေါ့နော်ကိုကစူးစမ်းအောင်ပဲလုပ်တယ်အခုလိုမျိုးစူးစမ်းခြင်းတဲ့သူတွေကိုကျွန်တော်ပြန်လဲကူညီပေးနေပါတယ်အားလုံးကိုချက်ကင်လေးထားပါတယ်ကျွန်တော်နာမည်အောင်ထေးပါနောက်နေ့မှပြန်ဆုံမယ်ဘိုင်ဘိုင်